One Championship ရဲ့3ရောက်မြောက် Hall of Fame ဖြစ်လာတော့မယ်အောင်လအန်ဆန်မကြသေးခင်ကရှင်ပြိုင်ခဲ့တဲ့ One Fight Night 36မှာမြန်မာဖိုက်တာအောင်လအန်ဆန်ဟာ Sweden Fighter ဇာဘတ်စတန်ကိုတိုင်ပွဲရနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်မှာတော့သူရဲ့ Fighter ဘဝကိုအဆုံးသတ်သွားခဲ့ပြီးတစ်ဖက်မှာလည်း One Championship ဘက်ကအောင်လအန်ဆန်ကိုသူတို့ရဲ့ကနဝန်ကစားသမားစီရင် Hall of Fame ထဲမှာထည့်သွင်းဖော်ပြသွားတော့မှာဖြစ်ပါတယ်။ One Championship Hall of Fame ကိုတော့လာမဲ့173ပွဲမှာတေဝန်ထည့်သွင်းကြေညာသွားမှာဖြစ်ပြီးဒီစီမှာတော့လက်ရှိအချိန်ထိနာမည်ပေါက်တဲ့ကစားသမား2ယောက်ပဲရှိသေးတာပါ။မြန်မာစပအုံးလို့နာမည်ကြီးခဲ့တဲ့အောင်လအန်ဆန်ကတော့တတိယမြောက်ကနဝန်တယောက်ဖြစ်လာတော့မှာဖြစ်ပါတယ်။ One ရဲ့သမိုင်းတစ်လျှောက်အောင်မြင်ခဲ့တဲ့ကစားသမားတွေထဲမှာအောင်လအန်ဆန်ကိုလုံးဝဖယ်ချန်ထားလို့မရအောင်မြင်မှုတွေရခဲ့ပြီးမှတ်တမ်းတွေရအောင်လအန်ဆန်ဟာ One Championship မှာပွဲပေါင်း20တိထိုးသက်ခဲ့တာပါ။15ပွဲနိုင်5ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားပါတယ်။ဒါကအနိုင်ရရာခိုင်နှုန်း89ရာခိုင်နှုန်းတိရှိနေတာဖြစ်လို့တော်ရုံကစားသမားတွေလိုက်လို့ဖို့မလွယ်ကူတော့တဲ့မှတ်တမ်းတစ်ခုကိုခြံရစ်ထားခဲ့တာဖြစ်ပြီးအခုလို Hall of Fame မှာနာမည်တစ်လုံးကိုရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင် Middleweight နဲ့ Light Heavyweight တန်းတွေမှာပူးတွဲချန်ပီယံဖြစ်ခဲ့ပြီးမြန်မာနိုင်ငံကနေပထမဆုံးကမ္ဘာချန်ပီယံဖြစ်လာခဲ့တာပါ။နောက်ပြီးအားကစားလောကမှာမြန်မာတယောက်အနေနဲ့ပထမဆုံးကမ္ဘာအဆင့်ကနဝန်စီးရင်တွင်ဂုဏ်ပြုခံရသူဖြစ်လာတော့မှာဖြစ်ပါတယ်။လက်ရှိချိန်ထိတော့ One Championship ရဲ့ Hall of Fame မှာကစားသမားစီးရင်3ဦးသာရှိသေးပြီးအမေရိကန်နိုင်ငံသား Demetrius Johnson ဘရာဇီးနိုင်ငံသား Fabiano Fernandes နဲ့အောင်လအန်ဆန်3ယောက်ပဲဖြစ်ပါတယ်။ပထမဆုံး Demetrius Johnson ကတော့ငကို UFC Fighter ဖြစ်ပြီးနောက်ပိုင်း2018မှာမှ One Championship ဘက်ကိုပြောင်းရွှေ့လာသူပါ။ One မှာ9ပွဲပဲထိုးသက်ခဲ့တယ်ဆိုပေမဲ့6ပွဲထိနိုင်ရခဲ့ပြီး2019မှာ One Flyweight World Grand Prix Champion ဆုဖြစ်လာခဲ့သူဖြစ်ပါတယ်။ One Flyweight Champion ဆုကို2023မေမှာရရှိခဲ့ပြီးတစ်နှစ်အကြာ2024စက်တင်ဘာမှာပဲသူကစားသမားဘဝကိုဆုံးသက်လိုက်တာပါ။သူကတော့ One Championship ရဲ့ပထမဆုံး Hall of Fame စီရင်ဝင်ဖြစ်လာခဲ့ပါတယ်။ဒုတိယတစ်ယောက်ဖြစ်တဲ့ Fabiano Fernandes ကတော့သူကစားသမားဘဝအစောပိုင်းမှာ One Championship နဲ့ UFC တို့ရွေးချယ်စရာရှိခဲ့ပြီးနှစ်ဖက်လုံးကအပြိုင်ကမ်းလှမ်းတာကိုခံခဲ့ရတာပါ။သူရဲ့ရွေးချယ်မှုကတော့ One Championship ဖြစ်ခဲ့ပြီးအခုချိန်မှာတော့သူဟာ One Championship ရဲ့ Hall of Fame စီရင်ဝင်တစ်ယောက်ဖြစ်လာတဲ့အထိအောင်မြင်အောင်ဆွမ်းဆောင်သွားခဲ့ပါတယ်။ UFC ကိုကြော်ပြီး One ကိုရောက်လာခဲ့ပေမဲ့သူရဲ့ပထမဆုံးပြိုင်ပွဲကအဖွင့်မလာခဲ့ပဲအရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်6ပွဲဆက်နိုင်ပွဲရခဲ့ပြီးသူ့ကိုစာချုပ်ကမ်းလှမ်းတဲ့ One တို့မမှားခဲ့ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ One မှာ16ပွဲထိထိုးသက်ခဲ့ပြီး4ပွဲရှုံး12ပွဲနိုင်ဆိုတဲ့မှတ်တမ်းကိုခြံရစ်ခဲ့တာပါ။2014မှာ Bantamweight Champion ဖြစ်ခဲ့ပြီးအဲဒီနောက်ချန်ပီယံဆုကို2019ခုနှစ်အထိ3ကြိမ်နိုင်ကာကွယ်နိုင်ခဲ့ပါတယ်။2018နိုဝင်ဘာမှာဖိလစ်ပိုင်ဖိုက်တာကီဗင်ဘီလင်ကွန်ကိုရှုံးနိမ့်ခဲ့လို့ချန်ပီယံခပတ်ကိုလက်လွတ်ခဲ့ရပေမဲ့2019မတ်လမှာပဲသူ့ရဲ့ချန်ပီယံခပတ်ကိုပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။2023မှာလုတ်ဖော်ကိုင်ဖက်တိုက်ခိုက်ရေးသမားတွေရဲ့တားမြစ်နေတဲ့ကြားကနေ One Championship နဲ့လမ်းခွဲခဲ့ပြီးကစားသမားဘဝကနေနိုင်ယူဖို့ဆုံးဖြတ်ခဲ့ပေမဲ့2025မီမှာတစ်ချိန်လုံးကသူ့စီကနေချန်ပီယံခပတ်ကိုလုယူသွားမှုတဲ့ဖိလစ်ပိုင်ဖိုက်တာဘီလင်ကွန်နဲ့နောက်တစ်ချိန်ပြန်လည်ထိုးသက်ဖို့အကြောင်းပြန်လာခဲ့ပြီး171မှာပြန်လည်ထိုးသက်အနိုင်ရခဲ့ပြီးတဲ့နောက်မှာတော့ကစားသမားဘဝကိုတရားဝင်ဆုံးသက်သွားခဲ့တာဖြစ်ပါတယ်။အောင်လအန်ဆန်ဟာလည်းမနေ့ညကထိုးသက်ခဲ့တဲ့ပွဲမှာအနိုင်ရခဲ့ပြီးသူ့ရဲ့ကစားသမားဘဝကိုအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာပါ။မြန်မာတယောက်အနေနဲ့ကမ္ဘာအလယ်မှာချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီးအခုတော့ကမ္ဘာကနဝန်တယောက်ဖြစ်ပထမဆုံးစီးရင်ပေါက်တဲ့မြန်မာတယောက်ဖြစ်လာခဲ့ပါပြီ။ဒါဟာလက်တလောအဖက်ဖက်ကကြာဆင်းနေတဲ့မြန်မာလူမျိုးတွေအတွက်ကောင်းမော့ရင်ကော့စရာတစ်ခုတည်းတော့အဖြစ်အပျက်ကလေးတစ်ခုဖြစ်လာခဲ့ပါတယ်။